ငါကြောက်တတ်ချင်လိုက်တာသူ့လိုစာတင်ရရင်တိတ်ကောင်းတော့这今天来把菜做，干嘛干明的？ကိုညီမစိတ်မရှိတော့ဘူးမရတော့ဘူးအဲ့ဒါကုန်တယ်။ငါပတ်စံနေပဲရှိနေပဲရှိနေဝင်လာတယ်။စိတ်လေးမပြေးတော့
ဟုတ်ချင်တယ်ကိုညမ မရှိဘူးခင်ဗျစိတ်ပါမင်းဒီချက် 对，你看到了？对不对？嘿，干啥那边了啊？干啥那边了？让你往回那边了，干啥那边了？对，他咋子那回来？你让他们怎么样好比谁？妈妈唔到嘛喎，乜當好似你不實嘅跑唔甩咪跑啦你？沒得表嘞，今天誰媽媽家咯？跑掉你！他們家了，老都不叫你！你給他老啥都不叫的！我不叫我明明，他說你讓我去陪他了。哇！我给你連個心嘛，出國！走嘞，拿起來嘞，သွားလို့ပြောနေ我都不叫你好嗎？還搞嗎？我給你看嘛，拿你嘞！拿着你掉，阿姑做的。對，這樣冇了口啊！好啊，你媽好啊。哇，妹妹！你爸爸这么好过耶？我不三七都骗你。你到这里都要交过来，还不要两个交的。加把嘞！ငါတို့ကမင်းတို့တော့နတ်ကောင်မစားဘူးမင်းသားသမီးတော့ကငါတို့ဘလို့ဘူးဖြစ်ဒီလိုပုံစံမျိုးနဲ့ဘောအောင်ရှင်းစဘလို့တော့ရရစကဘောအောင်ရှင်းတယ်ကဘာဝီးလောက်ရှင်းဒါကိုချနေရတယ်ချနေတဲ့နေရမင်းသားသမီးတော့ရောင်းလိုက်လို့ရှိရင်ဘလို့ပေါ့လာတယ်ပတ်စံညာရဒီလိုကိုယ်ကမခံစားတော့ဘာလို့ပြစီကြိုက်တော့ကိုပြောရတယ်ဟုတ်တော့ဟုတ်ပါတယ်လူဆိုတာမွေးလာတဲ့တယောက်တည်းဖြစ်တယ်တေလို့ရှိရင်တယောက်တည်းပဲတေးကြရမှာပဲဒါကိုဘွားလမ်းကြောင်းကိုဘာသာတယောက်တည်းရှောက်အောင်အဲ့တော့သူတို့ကိုဘွားကိုဘာသာကိုရှောက်ကြရမှာရှောက်ကြပါစေတော့တမမင်းတဘောတူလို့ဆိုရှင်
ငါတည်းကလူကုန်မှုတယ်မရှိသူတို့တော့ကိုရောင်းလိုက်လို့မရှိအစမ်းရပါမင်းလည်းဝင်မခံစားတော့ဘူးကွာမင်းတော့တယ်ဟုတ်သူဇင်းတော့ခေါ်လိုက်ဟဲ့ အစင်ပြေလို့ရှိရင်လေစီပါဖန်ပြီးခဲ့ပါလား ဒီကနေကတော့ဘာမှပြန်လာခဲ့မလို့အမေတမီးအောင်ပါမလားမရပါနဲ့နော်တမီးတော့ပါဘာလဲနာကြီးဘာတမီးအောင်တမီးမလာတော့တမီးမလာပါနဲ့ပါလေနာကြီးဘာသာနာကြီးဘာသာပြောလို့မရတော့ဘူး။ငါမမင်းနဲ့ညာနေပါလေ။ငါအသက်ရှိနေတဲ့ကာလပတ်လုံးငါဆောင်ရမယ်။ငါမရှိရင်နေရောက်ပြီမယ်။သူများလည်းနေတော့တင်းနေမှာအပန်းမရတာနေထိုင်ရာကဘာမြေတစ်ခွင်မှာအနာဂတ်မေရီကလေးများကိုအားပေးကူရဲ့တနေ့ရောက်တဲ့မှာစာနာပေးမဲ့စိတ်တွေနေဖန်လာတဲ့ကံကြမ္မာစီယာဘာမလဲဆိုလုံးတဲ့ကန်တရားတွေချတာဒီလိုဘဝမျိုးလေးတွေမဖြစ်စေခြင်းကဘာမြေမှာလူသားအချင်းချင်းမြတ်တရားများနေတာကူညီပါဖေးပါလို့တွေ့ကူပါကြမစီယာဒီလိုဘဝမျိုးပဲဖြစ်ချင်ပါမလဲဆိုလုံးတဲ့ကံတရားတွေချတာဒီလိုဘဝမျိုးလေးတွေမဖြစ်စေခြင်းမူဒီတာ
နော် မမကလေးကနားပါတယ်ဗျာကျွန်တော်စားမယ်ဗျာဒီနေ့နည်းနည်းလောက်ကြည့်လိုက်ပါလားဗျာ ဟဲ့ 哦，妈妈杀的有吗？妈妈同样杀的有啊？那个杀的。ဘာဖြစ်သွားလဲဘာဖြစ်သွားလဲ 妈妈不是老虎耶。 ဟာတော်ပါသေးကားရတဲ့ဗရိတ်မီနေလို့ဘာမှမဖြစ်ဘူးနော်သိကြတယ်နော်အေးဟိုတမီးလေးတို့သားလေးတို့ဖယ်သွားကြမလို့လေ 那没有，没多少人知道爸爸耶。 ဖေးသွားမှမသိဘူး 那没有，爸爸赶紧和我有口罩被发到爸爸。 ဘာဘာကိုနားလည်အောင်ပြောပြသားသမီးတမီးတို့ဘာဖြစ်လာတာလဲ 那没有，爸爸呀，你要出去了的呀？ ဟင်းအေးထွက်ပြေးလာတာအဖေဒါဆိုသမီးလေးတို့အဖေတွေအမေတွေကဟော 那妹妹呀，哎妈妈，别别不来给，咱们要出去了的呀？ အဖေပြန်မလာခင်ထွက်ပြေးလာဒီလိုသမီးလေးဘာဖြစ်လာစတော့ဟောပြောပြတာဘာကူညီနေတာပေါ့ 没别干的了，爸爸耶。 ပတ်စံအများကြီးရလုပ်ဖို့ဒီတနည်းပဲရှိတော့ မဆက်သားရမယ်ဆိုလို့ရှိရင်အဲ့လူမျိုးဖြစ်အကောင့်ထဲပေါ်စမ်းပါ မင်းရဲ့တာသမီတော့တော့ရှောက်လိုက်မင်းသဘောတူမယ်ဆိုရင်ငါဒီမှာလူကိုပိုးတယ်လို့ရှိရင်သူတို့တော့ကိုရောင်းလိုက်လို့ရှိရင်အစများရပါ 阿妹，咱们要妈妈说不要我了呢，咱们说我哪里？哇！ အော်သမီးတို့ရဲ့ဖြစ်ကတည်းကတကယ်အဲ့ဒါဆိုရင်ဘာမှကူညီနေဟလာဘာလို့သမီးတို့ဘာမှကောက်တယ် ကိုသားသမီးရင်းကတော့ရောင်းစားရတယ်အမြင်ပုံကြားပါတော့ အေးအခုမြင်မှုကြားမှုပြီမဟုတ်ဘူးเนาะအဲ့ဒါတွေကလေလက်တွေ့ဘဝမှာတကယ်ဖြစ်နေတာမွေးစေဝါဆွဲသွားပြီဆိုရင်ဒီပါရင်းနေသားသမီးရင်းနေပြန်တတ်တာ ဟုတ်တယ်ဒီလိုဆိုလို့ရှိရင်လေငါပစ္စည်းရအောင်ကိုမြွေစီမသုံးနေတာတော့ကိုပြပစ္စည်းမရှိလို့ရှိရင်လေမိဘနှစ်ခါကိုတော့ချုပ်ခိုင်းပြီးတော့အသေးဆွဲယူပြီးတော့မိဘကိုဝန်ရှာတာအဲ့ဆိုတော့မင်းတော့မခွဲချနိုင်ပါဘူးတော့ ဟဲ့ဒီယုံသွားလိမ့်မယ်ကိုရောက်လို့ရှိရင်လေကိုသားသမီးရင်းတွေကိုပြန်ရောင်းစားတာကျုံးမှာဒါဟုတ် ဒါဝင်သည့်ပြည်သူလူထုဖြစ်တဲ့ဦးရဲဝင်းရဲ့သတင်းပေးမှုကြောင့်ဒီကလေးတော်ရတဲ့လူကုန်ကူးမှုတားသည့်နေနိုင်ခဲ့ပါတယ်။နောက်ပြီးကျွန်တော်တို့မူရစေဝါရောင်းရတဲ့ဖွဲ့ကိုလည်းဖန်ဆီးနိုင်ခဲ့ပါတယ်။ကျွန်တော်ပြောတဲ့ဦးရဲဝင်းဆိုတာကတော့ဟောဒီကနောင်ကြီးပါပဲ။ အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲဝင်ပါကျွန်တော်ကားနဲ့တက်ပြီးဒီလေးပြောပြပါခုလိုဒီကွန်ပျူတာတွေဝေးစီတော့ပေါ်လာတယ်ဖန်စီရမိတာလေဒီမိလေးကြောင့်မဟုတ် တမထားအဲ့ဒါပါ
ကိုညီမစေးပါလား အဲ့ကိစ္စဒီနောက်မှာလို့ကလေးတွေကိုကလေး အော်ထဲမှာရှိမှာပေါ့ ဟိုကလေးဆောင်ကလေးတော့မယ်စွဲစွဲဆက်ပါလို့စွဲစွဲစွဲလာကလေးတော့မရှိဘူး မရှိအောင်ပဲသွားလို့လေ အဲ့စကားနင့်ကိုငါမေးရမှာနင့်နဲ့ကလေးနဲ့လူရှိတာလေ မခဏအိတ်ပေါ်သွားလို့သူတို့ပြေးသွားကြရင်တော့မသိ တို့ထွက်ပြေးလို့မရဘူးလေဟာဟိုငါကလေးတွေရောက်မလို့ငါတခါခေါ်လာပြီသား ။ညာမိမလေးတွေမရောင်းချင်လို့ထွက်ထားလိုက်ပြီချက် အဲ့လိုမဟုတ်ပါဘူးကျမကိုယ်တိုင်သူတို့ရောက်ချင်တာပါ အဲ့လိုကလေးတွေကိုရောင်းဖို့လူကုန်ကူးသမားနဲ့ဆက်သွယ်နေဆိုတော့တရင်ရလို့ကျွန်တော်လာစိုက်ဖက်ရတော့စလုံးကိုလူကုန်ကူးမှုဝိသေဝသုံးဆွဲမှုနဲ့ဖမ်းဆီးအရေးယူအောင်ကျွန်တော်တို့နဲ့ Skype လာခဲ့ပါသူပြောပြလို့ကျွန်တော်အသက်ဆိုင်ရာကိုကြောက်ကြတယ်ဒီမိလေးကသူကိုယ်တိုင်လည်းဒီကိုယ်ခံရအောင်ဒီမောင်လေးညီမလေးတွေဒီကိုယ်ခံရအောင်စွမ်းဆောင်တယ်တကယ်တော့သူကလွယ်နဲ့မလိုက်အောင်စွမ်းဆောင်တယ်ဒီချီးတဲ့နေကျွန်တော်အရင်ကပြောဘူးသူကမှလည်းအားရှိတယ်ကျွန်တော်ကလည်းဒီကလေးတွေအတွက်နှစ်သိန်းလူတန်းပါလေ ကလေးတွေအတွက်ထောက်ပံ့ခြင်းကိုသိသိ ဒီလေးဆိုရင်ဒီလေးကိုဘာရပြည်သူတွေရနေပြီးတော့ထောက်ပံ့လူတန်းနေကြဒီလေးကလည်းဒီပြည်သူတွေကိုပြည်သူတွေကတော့ပြန်လည်ပြောကြပါဦး တမီးအားလုံးကျေးဇူးတင်ပါတယ်တမီးကိုယ်နဲ့ကမလေးအရာရှိပါတယ်သူနာမကွာတမီးကိုယ်နဲ့မှာတရားမင်းတမီးရမယ် ကဘာမြေတစ်ခွင်မှာအနာဂတ်မေရီကလေးများကိုအပိကူရဲ့တနေ့ရောက်တဲ့မှာစာနာပေးမဲ့စိတ်တွေနေဖန်လာတဲ့ကံကြမ္မာစီယာဒီလိုဘဝမျိုးပဲဖြစ်ချင်ပါမလဲဆိုလုံးတဲ့ကံတရားတွေချမ်းသာ
စေခြင်းကဘာမြေမှာလူသားအချင်းချင်းမြတ်တရားများနေတာကူညီပါဖေးပါလို့တွေ့ကူပါဖြူစင်သောနှလုံးသားများနေတာလားစင်ပါငိုနေသောနှလုံးသားများပြုံးလိုက်ပါကဘာမြေမှာလူသားအချင်းချင်းမြတ်တရားများနေတာကူညီပါဖေးပါလို့တွေ့ကူပါဖြူစင်သောနှလုံးသားများနေတာလားစင်ပါငိုနေသောနှလုံးသားများပြုံးလိုက်ပါ ဖန်လာတဲ့ကံကြမ္မာစီ